ဒီဖက်တီးမလေးဟာသူမရဲ့ခင်ပွန်းလောင်းခြေလမ်းတွေပြက်နေတာကိုသတိထားမိသွားပြီးအမျိုးသားမသိအောင်သူတို့ရဲ့အိမ်မှာကင်မရာတွေကိုတက်ဆင်ထားလိုက်ပါတယ်။သူမထင်ထားတဲ့အတိုင်းပဲအမျိုးသားဟာသူမရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ဖောက်ပြန်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကိုသင်ခန်းစာပေးဖို့အတွက်ဖောက်ပြန်နေတဲ့စုံတွဲကောင်းကန်းရောက်နေချိန်မှာအိမ်ကိုရုတ်တရက်ပြန်လာခဲ့တဲ့အခါဖောက်ပြန်နေတဲ့တငယ်ချင်းမဟာထိတ်လန့်သွားခဲ့ပြီးဆိုဖာခုံအောက်ကိုဝင်ပုန်းလိုက်ပါတယ်။ဒါကိုဖက်တီးမလေးကမြင်သွားပြီးဆိုဖာပေါ်ကိုတမင်ဖိထိုင်ကအမျိုးသားကိုသူမရဲ့ခြေထောက်ကိုနှိပ်ပေးဖို့ပြောခဲ့ပါတယ်။အမျိုးသားကစိတ်ထဲမှာယွန်ရှာနေပေမဲ့လည်းမဟုတ်တာလုံးမိထားတဲ့အတွက်ဟန်မပြတ်နှိပ်နေပေးခဲ့ပါတယ်။တကယ်တော့ဖောက်ပြန်နေတဲ့အမျိုးသားစုံတွဲဟာဖက်တီးမလေးစီမှာရှိနေတဲ့ဆေးဘက်ဆိုင်ရာနယ်ပယ်တစ်ခုလုံးကိုပြောင်းလဲစေနိုင်တဲ့အချက်လက်တွေကိုအရယူပြီးထွက်ပြေးဖို့အတွက်တိတ်တဆိတ်ကြံစီနေကြတာလည်းဖြစ်ပါတယ်။ဒါကိုဖက်တီးမလေးကကြိုတင်သိနေပြီးသားဖြစ်ပေမဲ့မတိကျင်အောင်ဆောင်ကအမျိုးသားစီကိုအချက်လက်တွေကိုတမင်ပေးလိုက်ပါတယ်။သူတို့လိုချင်တာရသွားတဲ့အခါမှာတော့ပုံနေတဲ့တငယ်ချင်းမျိုးသမီးဟာအပြင်ထွက်လာပြီးအယူတယောက်အဖြစ်ဖက်တီးမာလေးကိုဝိုင်းပြီးလောင်ပြောင်ကြပါတော့တယ်။ဒါပေမဲ့လည်းဒါဟာဖက်တီးမာလေးရဲ့လက်စားချေခြင်းပထမဆုံးခြေလမ်းပဲဖြစ်တယ်ဆိုတာသူတို့နှစ်ယောက်ကမသိခဲ့ပါဘူး။